ပြောရရင်ဒါကျွန်တော်အရင်ပထမဗီဒီယိုမှာလည်းပြောပြပြီးသွားပြီเนาะဘယ်လိုလုပ်ဆောင်ရမလဲဆိုတာအဲ့တော့ဒီဒုတိယဗီဒီယိုမှာပြောချင်တာကဒီ free energy လို့လည်းပြောကြတယ်ဒါ free energy ကိုအတာထောင် free energy ဆိုတာကျွန်တော်တို့အသုံးပြုနေတဲ့စွမ်းအင်ကိုပြောတာเนาะအဲ့တော့အသုံးပြုနေတဲ့စွမ်းအင်ကိုပြောတာအဲ့တော့ကျွန်တော်တို့ကဒီ generator ကိုကျွန်တော်တို့က motor တွေပါနေ weight တုံးလေးခံနေပြီးလဲစေခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကဒီ generator ကိုပြန်ပြီးတော့ပြုပြင်ရမယ်အဲ့ပြုပြင်ရအပိုင်းမှာလည်းကျွန်တော်အရင်ဗီဒီယိုမှာပြောလို့ပဲဒီအရှိရဗီဒီယိုမှာရှိရเนาะမကြည့်ရတဲ့လူတွေကအဲ့တော့ဆရာကြီးရဲ့ဆရာကြီးတွေကတော့ဘယ်လိုလုပ်လဲတော့မသိဘူးပေါ့နော်ဆရာထားပါဆရာကြီးရဲ့ဆရာကြီးလုပ်တဲ့ဤတိုင်းလဲကျွန်တော်လုပ်ကြည့်တဲ့အစင်တော့မပြေဘူးဒါပေမဲ့ဒီနည်းကတော့လုံးဝအစင်ပြေသွားတယ်ပေါ့လေနော်အစင်ပြေသွားတယ်ဆိုတာကကျွန်တော်အရင်ဗီဒီယိုမှာတော့တခြားရှင်းပြပြီးပြီဒီဗီဒီယိုမှာမကြည့်ရတဲ့အရင်ဗီဒီယိုလေးကိုတစ်ချက်ကြည့်ပြီးတော့တောင်းဆိုပါတယ်ဒီ generator ကိုပြန်ပြုပြင်ဖို့လိုတယ်ဒါတော့ကျွန်တော်လေ့လာထားတဲ့ဟာရပါပေါ့နော်ပြန်ပြုပြင်ဖို့လို့ဆိုတာကျွန်တော်တို့ဒီ coin ပတ်လမ်းကြောင်းတွေကိုပြန်ပြောင်းပလိုက်ရတော့မယ်ကိုနီးစနစ်ဒီနှစ်အတိုင်းပေါ့နော် coin ကိုပြန်ပတ်ဖို့လိုတယ်နော်အဲ့တော့ဒီ coin ပြတ်ပတ်နီးကိုကျတော့ဒါဒီနီးတွေကတော့ဒါတချို့ဒီ coin ပတ်ကျွမ်းကျင်တဲ့ဆရာကြီးတွေတို့ကိုယ်တိုင်စမ်းတက်ပြီးတော့ထွက်ပေါ်လာတဲ့နီးတော့ရှိလန်းရှိနိုင်တယ်နော်အဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းစမ်းတက်ထားတဲ့ဒီ coin ပတ်လမ်းကြောင်းနီးတွေရှိတယ်နော်ဘူအားတွေရော ampere တွေရောလုံးဝအကုန်ပြန်ပြီးတော့အဆင်ပြေတယ်အဲ့တော့အဆင်ပြေတယ်ဆိုပေမဲ့ကျွန်တော်ဒီကောင် weight ပြန်တုံးကြည့်ရပါတော့ပြန်တုံးကြည့်တဲ့အချိန်မှာကျတော့နည်းနည်းကျွန်တော်တို့ကတကယ်လို့ဝန်အပြည့်ဆွဲတဲ့အချိန်မှာပေါ့နော်ဥပမာကျွန်တော်ပြောပြီးသားဒီ generator ကကျွန်တော်တို့ကမြင်းကောင်ရင်နဲ့တွက်မယ်ဆိုရင်10ကောင်ရှိမယ်ထားအောင်ထွက်လာတဲ့ generator ကမြင်းကောင်ရင်နဲ့ထွက်ရင်10ကောင်ရှိမယ်နော်10ကောင်ရှိရဆိုကျွန်တော်တို့10ကောင်အထိကိုလုံးဝကုန်မှာအန်ဒီရကင်းကင်းနဲ့တုံးနိုင်နေရမှာအဲ့တော့ဒီ10ကောင်တောင်မှမတုံးရသေးဘူးထားတူတော့ဟို percent နဲ့တွက်ရင်တော့ဟိုဥပမာဗျာ10 kW generator တွေထား10 kW ဆိုရင်ကျွန်တော်တို့က9 kW လောက်ပဲအလုပ်လုပ်တယ်လို့ပြောလို့ရပါဒါဆုံးရှုံးမှုတွေနဲ့တွက်တာအဲ့လောက်ထိကိုသူက performance အပြည့်နဲ့အလုပ်လုပ်ရမယ်ဒါပေမဲ့ဒီ rewind မှာကျတော့ကျွန်တော်တို့က body မငြိမ်တာမျိုးဖြစ်တတ်တယ်နော်ပြန်ပတ်ထိုင်း body မငြိမ်တာဥပမာကျွန်တော်တို့ကဒီ body လောက်အားတုံးလိုက်တဲ့အချိန်မှာ body meter ကတတ်မှတ်ထားတဲ့ body ရဲ့အများကြီးလုံးဝကိုမှထိုးကြသွားလို့မရဘူးနော်ကစားလို့ကိုမှတိတ်အဆင်မပြေတာဒီတစ်ချက်တွေရှိတယ်ဒီချက်တွေရှိတဲ့အတွက်ကြောင့်မို့အရင်မှာလည်းကျွန်တော်ပြောထားတဲ့ဒါဒီ generator ကိုပြန်ပြီးတော့ပြုပြင်ဖို့ coin ပြန်ပတ်ဖို့လိုတယ်ပေါ့နော်အဲ့ဒါကိုပြောထားတယ်ပြောရရင်တော့ generator ကျွန်တော်အခုနီးစနစ်ရတော့နှလုံးဖြုတ်သွားမှာเนาะကျွန်တော်တို့ဒီ motor နဲ့ weight တုံးနေနဲ့အခု generator နဲ့ပေါ့နော်ပြုပြင်ထားတဲ့ generator နဲ့တွားပြီးတော့လုံးဝကုန်မှာเนาะဒီ perpetual motion ပေါ့အလိုလျောက်သူ့ဟာနဲ့သူလဲပတ်နေတဲ့ဆက်ပြင်ပစွမ်းအင်မတုံးတော့ဘူးเนาะပြင်ပစွမ်းအင်မတုံးတော့ဘူးကျွန်တော်တို့ကဒါကစွမ်းအင်တည်မြဲမှုနေရာမှာကိုချိုးဖောက်တာလည်းမဟုတ်ဘူး second law thermodynamics ကိုလည်းချိုးဖောက်တာမဟုတ်ဘူးဒီထက်မှရှိနေတဲ့ဟာကိုပဲအသုံးပြုတယ်ကျွန်တော်တို့ကစွမ်းအင်ကိုဖန်တီးလို့လည်းမရဘူးဖြတ်စည်းလို့လည်းမရဘူးဒါကိုပြောချင်တာဒီထက်မှရှိတဲ့ဟာနဲ့ပဲပြောနော်တူပါနဲ့တူပဲလဲနေတော့ကျွန်တော်တို့ကနောက်တက်လဲစီထည့်စရာမလိုဒါပေမဲ့လဲရတော့ဘေးကမစခြင်းလဲရရတော့ရှိရပေါ့တူကတော့အလိုလျောက်ကြီးတော့ဘယ်ရထလဲမှာတော့ဟုတ်တယ်မဟုတ်လားဒါကအောင်မြင်ပါတယ်နော်ကျွန်တော်ဘာလို့ဒီဟိုပြောရရင်ဒီ free energy စနစ်ကဒီစနစ်ကိုပဲလှုပ်ဆောင်နိုင်ပါကိုတူကဒီ Nobel ဆုတော့ရမှာဒါပေမဲ့အခုကျွန်တော်ပြောတဲ့စနစ်ကကြတော့ဒါအရင်လောက်တဲ့လူကိုမှဒီစနစ်မှာလည်းမရှိသေးဘူးเนาะမအောင်မြင်နေဘူးပေါ့လေเนาะဒါပေမဲ့ဒီနည်းစနစ်နဲ့လည်းတွားပြီးတော့ Nobel ဆုမရနိုင်ပါဘူးဒါဘာလို့လဲဆိုတော့ကျွန်တော်တို့ကသူတို့မူရင်းတိုင်းမဟုတ်ဘူးလေเนาะဒါ generator ကိုလည်းပြန်ပြုပြင်လိုက်တယ်ဒါတွေကတော့ပါဝါပေါ့လေเนาะဒီစနစ်တွေတော့ပါဝါပေါ့တခြားဟိုပြောရရင်လျှက်စစ်နဲ့ပဲတုံးနေသေးရလေเนาะဟိုလိုမျိုးကြီးလဲနေတာမှမဟုတ်တာเนาะဟိုလိုမျိုးကြီးလဲပြီးတော့ဆက်အားတွေမှာပါအတုံးပြုနိုင်ပြီဆိုရင်တော့ Nobel ဆုရမှာပေါ့အဲ့တော့ကျွန်တော်အခုပြောတဲ့ဒီစနစ်ကတော့ဒါအောင်မြင်ပါပါเนาะဘာလို့လဲဆိုတော့ကျွန်တော်စမ်းသပ်ထားရတယ်လေအဆင်ပြေတယ်ပေါ့နော်အဆင်ပြေဆိုတော့ကျွန်တော်ဘာလို့ထုတ်မရောင်းတာလဲပေါ့ဒါအောင်မြင်ပြီးသားနဲ့အဲ့ဒါကိုတစ်ချက်ပြောရမယ်ဆိုရင်တော့ဒီကျွန်တော်အခုကျွန်တော် data bank နဲ့ကျွန်တော်တိတ်အဆင်မပြေဘူးเนาะကျွန်တော် data bank ကလူတွေကငွေကြေးအဲ့လောက်ထိဟိုအဆင်မပြေကြဘူးပေါ့လေနော်ငွေကြေးကျွန်တော်ဘက်မှာအဲ့လောက်ထိအဆင်မပြေကြတဲ့လူတွေများတယ်เนาะဒါကြောင့်မို့လို့ပြောရရင်ဆိုင်ကယ်ဒါတခြားဟာကိုပြောလိုက်တော့တာဆိုင်ကယ်တောင်မှเนาะဆိုင်ကယ်တောင်မှဟိုဥစားစက္ကန့်ပေါ့နော်စက္ကန့်ကိုပြန်ပြုတ်ပြီးရောင်းရင်တောင်မှဟိုဝယ်နိုင်တဲ့လူနည်းနည်းရှားတယ်ပေါ့နော်နည်းနည်းတချို့အာယုံစားတဲ့ဟာကြီးလည်းများတယ်ဒါကြောင့်မို့ကျွန်တော်ဆက်မလုပ်တော့တာနော်အဲ့တော့တိကျကျွန်တော်အရင်ကဗီဒီယိုမှာပြောသွားတယ်လို့ပဲ generator ကြီး dynamo ကြီးကိုဝယ်တယ်ကိုယ့်အကူ motor တွေဝယ်တယ်ဖွင့်တုံးနေစင်းတယ်မီးထွက်မလားချိန်တန်ရောက်သွားမှာပဲနော်ဂျားထဲမှာ capacitor တွေဘာတွေခွာလိုက်ဟိုဟာတွေခွာလိုက်ဒီဟာတွေခွာလိုက်နဲ့ဟိုအရင်ခက်ကပေါ့နော်ဒါလည်းရာစုံးလေးတစ်ခုကျော်ပါပြီဒီစနစ်ကမရသေးတာဒါပေမဲ့
ဒီ flowing energy ကိုပြောရမှာပေါ့နော် flowing energy ကအောင်မြင်ပြီးတာကြာပြီဆိုတာဒီလိုစနစ်ကိုအောင်မြင်တာတော့မဟုတ်သေးဘူးကျွန်တော်အရင်လည်းပြောခဲ့တဲ့ဒီရောင်ပြန်စနစ်ပေါ့လေနော်ဥပမာနေရတော့ကိုယ်ပိုင်လင်းရောင်နဲ့လာတယ်တို့ပေမဲ့လှကကိုယ်ပိုင်လင်းရောင်နဲ့လာတာမဟုတ်နေရဲ့လင်းရောင်နဲ့လာနေဒါမျိုးပေါ့ပြောရရင်ဒီပြင်ပအကူညီစနစ်တစ်ခုခုလိုနေတာပေါ့နော်အဲ့တော့ဒီဟာကိုကျွန်တော်လည်းလာမေးကြရပါတော့မေးကြရဆိုတာကဘလို့အဆင်ပြေမလဲတခြားလူတွေကအောင်မြင်နေပြီပြောတယ်လှုပ်ရောက်နေပြီပြောတယ်အဲ့တော့ကျွန်တော်ကလည်းအဲ့တော့ကလည်းမလုံနဲ့အဆင်မပြေဘူးပေါ့အဆင်မပြေဘူးဆိုတာသိတယ်ဘာလို့လဲဆိုတော့ဒီတူကဒီဥစ္စာကြီးပဲကျွမ်းကျင်နေလို့မရသေးဘူးဒါကြီးကိုတက်ဆင်ပုံစနစ်တော့ဒီဇိုင်းကြတဲ့လောက်ဆွဲနိုင်မရသေးဘူးဘာလို့ဆိုတော့ကျွန်တော်ဒီ electrical ဘိုင်းမှာတွားထားမှာလျှက်စစ်ဘိုင်းကိုတွားထားတယ်ပြောရရင်ဒီ generator တွေကိုပါ coin ပတ်လမ်းကြောင်းတွေကိုပါကျွမ်းကျင်နေရမယ် coin ပတ်လမ်းကြောင်းကျွမ်းကျင်ရမယ်ဆိုတာကတူမူရင်းအတိုင်းပြန်ပတ်တာကိုပြောနိုင်တာမဟုတ်ဘူးเนาะထားပါဒီ generator မှာဒါကျွန်တော်ဒါအခြေခံပြပလိုက်တာ36မြောင်းပေါ်တယ်ဒီမှာ4ပိုးလာထားမယ်ဒါက single phase စနစ်မှာတွားထားတာဒါ3 kW ကိုပဲတွားလိုက်အောင်เนาะဒီ4ပိုးလာထားတဲ့ဒီမှာကျွန်တော်တို့ကဒီ Q wave စနစ်နဲ့ပတ်ထားတယ်เนาะ1ကနေ9အထိယူထားတယ်ကြားထဲမှာတမြောင်းချတယ်ဒါက main coin เนาะပြောရရင်တော့ဒီကောင်က AC coin ပေါ့เนาะမီးတုံးနဲ့နှစ်ဆလာမှာအဲ့လိုမျိုး၄တုပ်ပတ်ထားတာเนาะအဲ့လိုမျိုး၄တုပ်ပတ်ထားတာပါဒါက main coin ကိုပြောတာပြီးရင်ဒီကျွန်တော်တို့ဒီ starting coin ရှိသေးတယ်ပြောရင် exciter coin ပေါ့နော် exciter coin မှာလည်းကျွန်တော်အရင်ပြောတော့တယ်ဒီကောင်တွေမှာနှစ်ပိုင်းပါတယ်လောက်အပိုင်းနဲ့ no လောက်အပိုင်းနော်နော် no လောက်ဒီလောက်အပိုင်းကကြောကျွန်တော်တို့အခန်း1ကနေ9အထိကိုဒီလိုပတ်ထားတာနော်အဲ့လိုမျိုး၄ခုပတ်ထားမယ်ပြီးရင်သူ့ရဲ့အစုံနဲ့တစားနဲ့ဒီ no လောက်အပိုင်းကတမြောင်းကြာပေါ့နော်အထုပ်လေးစနက်ထုတ်လာထားမှာအဲ့ဒါကိုပတ်ထားတဲ့ကောင်ရဲ့အစုံတစားနဲ့ဆက်တယ်အထုပ်လေးစနက်ထုတ်ရဲ့အစုံတစားနဲ့ဒီကောင်ရဲ့အစုံတစားကိုကျွန်တော်တို့ကဒီတိုင်အုပ်ကိုတွားတယ်တိုင်အုပ်ရဲ့ပေါ့နော်ဒီ AC တင်ဂီတာပြထားတယ်ပေါ့နော် AC တင်ဂီတာပြထားတဲ့စီကိုတက်ပြီးတယ်နော်တိုင်အုပ်ရဲ့တစ်ဖက် positive negative ဘက်ကနေပြီးတော့ဒီကာဗွန်ကိုဆင်းတယ်နော်ကာဗွန်ကိုဆင်းပြီးမှကျွန်တော်တို့ကဒီ slit ring နဲ့ပေါ့နော် copper slit ring တွေကိုဒီပြောရရင်ကြီးခွင်းပေါ့လေနော် rotor မှာရှိတဲ့ကြီးခွင်းကိုကာဗွန်နဲ့တွားထောက်တာအဲ့တော့ပြုပြင်ရမယ့်အပိုင်းကကြတော့ကျွန်တော်တို့ကဒီ feed ပေါ့နော် feed ဘိုင်းအောင်လည်းနည်းနည်းပြုပြင်စရာရှိတယ် feed ဘိုင်းကကြဒါလည်းကျွန်တော်မပြောတော့ဘူးနော်ဒါတော့ကိုယ့်အနေကိုစမ်းတက်ကြပါဆက်ဆရာကြီးပဲဟုတ်တယ်မဟုတ်လားကျွန်တော်ဗီဒီယိုကြည့်တဲ့ထဲမှာလည်းဆက်ဆရာကြီးပါမှာပါနော်ကိုယ့်အနေကိုစမ်းတက်လိုက်ကြပါအဲ့တော့ဒီရဲ့ကျိုးချိတ်ဆက်မှုပုံစံတွေပတ်တဲ့စနစ်တွေပေါ့နော်အဓိကပြောရရင်တော့ feed ကိုမပြုပြင်ရင်တောင်မှကျွန်တော်တို့ကဒီ amateur ဘိုင်းမှာအဓိကဒါအရေးကြီးတယ်သူ့မူရင်းစနစ်အတိုင်းတွားပတ်နေလို့တော့မရတော့ဘူးဒါကိုပြောချင်တာပါနော်ပြောရရင်ထွက်လာတဲ့ boot အားကလည်းဖြစ်ရမယ်ဒီကောင်ကိုလိုအပ်ပြန်ပြောင်းပလိုက်ရမှာနော်အဲ့ဒါကိုမှအဆင်မပြေဘူးကိုကဟို magnetic drive တွေပေါ့နော်တန်လိုက်ထိုင်တဲ့မိုးတွေတုံးမယ်ရလားဆိုအဆင်မပြေဘူးဒါကြည့်ပြောလိုက်တာအဆင်မပြေဘူးအဲ့တော့ဒီ voltage အားကလည်း RPM နည်းနည်းနဲ့ပြောရရင် RPM 100 RPM 200လောက်နဲ့ထွက်ရမယ်နော်ဒါလိုမျိုး RPM လုံးဝ short ချပြတာတကယ် generator တွေ RPM 1500အထိတွားတယ်အဲ့ဒါမျိုးပေါ့နော် RPM တွေ short ချပိုက်တယ်ပြောရရင်စက်ကဆက်နှုန်းချက်ကလေးနဲ့ထောက်နဲ့ fly wheel ကလည်းမြင်နေရမှာဗျလဲနေတယ်အဲ့အချိန်နဲ့တင်ကိုမှမီတာ300ပေါင်ခိုက်ရမယ်အဲ့ဒါကပူလီချိုးစားလဲပါသေးရယ်နော်ပူလီချိုးစားတွေတွက်တဲ့ဟာကိုလည်းကျွန်တော်အရင်ပြောပြီးပြီအဲ့တော့ဒီကသဘောတရားကိုပြောပြနေကွန်ပျူတာပတ်ရတဲ့သဘောတရားကိုပြောပြတာအခုကပြီးရင် ampere ပေါ့နော်ထွက်လာတဲ့liyasစီချောင်းပေါ့နော်ဒီ liyas ဖိအားထွက်မယ် liyas စီချောင်းထွက်မယ်အဲဒါကိုလည်းပြန်တွက်ကြည့်ရတယ်ဒီ ampere မလောက်ရင်လည်းအဆင်မပြေဘူးဟုတ်တယ်မဟုတ်လားနော်ဒါတွေကိုချိန်ဆပြီးတော့မှကိုကပြန်ပတ်ပေးရတာအဲ့တော့ပြန်ပတ်ပေးရတဲ့နီးစနစ်တွေတော့အများကြီးရှိတယ်ဆိုတာလည်းဒီနီးစနစ်ကလည်းပြောရရင်ဒါကဟိုတခြားဆရာကြီးလည်းရှိမှာပဲလေနော်တခြားဆရာကြီးလည်းရှိမှာပဲသူတို့ကိုယ်တိုင်ပဲရှာဖွေမှပဲသူတို့တွေးလိမ့်မယ်ဒါမှမဟုတ်သူတို့လက်ဆင့်ကမ်းလာတဲ့ဆရာပေါ့နော်သူတို့ရဲ့လိလာမှုအားအရာတိလာတဲ့နီးစနစ်ပဲဖြစ်လိမ့်မယ်ကျွန်တော်တို့မူရင်းနီးအတိုင်းတွားနေတဲ့နီးစနစ်အရာကွိုင်ပြန်ပတ်လို့လုံးဝကျွန်တော်ပြောတဲ့အခြေအနေနဲ့မီးမထွက်ပါဘူးအဲ့တော့ဒီဥစ္စာပေါ့နော်ဒီဥစ္စာကိုကျွန်တော်တိရဆိုတာလဲပေါ့နော်အရင်ကဒီကြာပါပြီနော်လွန်ခဲ့တဲ့8နှစ်9နှစ်လောက်ကဖြစ်လိမ့်မယ်နော်လွန်ခဲ့တဲ့8နှစ်9နှစ်လောက်ကကျွန်တော်ဒီဒိုင်နမိုတွေကိုစမ်းတာဆိုတော့ကိုယ့်အနေကိုဝယ်ထားတဲ့ဟာပေါ့နော်ဝယ်ထားတဲ့ဟာနဲ့ကိုယ့်အနေကိုကွိုင်နေပြန်ပတ်ကြည့်တယ်ကိုကွိုင်ပတ်နီးတယ်လို့စုံငွားပဲအဲ့စီမှာအခုတိတောင်ကိုယ့်အနေကိုပြန်စဖွင့်တိတ်မမတ်မိတဲ့ဟာကြီးရှိတယ်ဗျံပရာကြီးရှောက်ပတ်လိုက်ပြီးဟိုမှတ်တမ်းမတင်ထားတဲ့ဟာကြီးလည်းရှိတယ်အဲ့ဒီမှာဒီဒိုင်နမိုတွေကျွန်တော်ပတ်နေနေပေါ့နော်ကျွန်တော်စနစ်ရဒီကိုးတွေကမခံနိုင်မဲနဲ့လောင်လာရရှိတဲ့ဒါမျိုးတွေပေါ့နော်ဒါကိုယ့်အနေကိုဗျံပရာရှောက်ပတ်လို့တူနီးစနစ်တိုင်းပြန်ပတ်တာမဟုတ်ဘူးကျွန်တော်ပတ်ချင်တဲ့နီးနဲ့ရှောက်ပတ်တာနော်အဲ့လိုမျိုးပေါ့ဒါကတော့ပြောပြတာပါနော်အားလုံးအဆင်ပြေကြပါစေနော်